来往嘛些古里嘛的你嘛的边喏，就那来个哩，乱没边，那地波地来个哩哦，啥东西都继续搞边喏。来往嘛说也无所谓，来年的包的，来年的台边的大面的边喏。ကျွန်တော်လည်းကြံခဲ့တဲ့ဘက်ကဆိုလင်ခန်းရတယ်တိန်း60ခု60လောက်လင်ခန်းရတယ်ဗျအခုကျွန်တော်ပေါက်ရှိတယ်ဗျနော်3000မိုးပဲကျွန်တော်ပေါက်ရှိတယ်3000မိုးပေါက်ရှိတဲ့အခါမှာကျွန်တော်ကလည်းအလကားရတယ်ဖုန်းနံပါတ်လည်းရတယ်ဒီကနန်းဆိုတာလည်းကျွန်တော်ဝယ်ရတာလည်းမဟုတ်ဘူးဗျဒါကြောင့်မလို့မဝယ်ရတဲ့အတွက်ကြောင့် live မှာအကူတွေအမတွေလင်ခန်းရတဲ့အကူတွေအမတွေညီညီမတွေကိုကျွန်တော်ပြန်ပြီး live လွှင့်ပေးတာကျွန်တော်တို့ပဲယုံကြည်နဲ့ဒီတစ်ပတ်ကိုကျွန်တော်ကူညီသွားမယ်နော်ကူညီပေးသွားမယ်ပေါက်ပေးရတယ်လည်းမဟုတ်ဘူးဗျကျွန်တော်ခဏကိုပြန်မျှဝေပေးမယ်နော်အခုဆိုရင်ဒါပတ်စံတွေကိုပြရတယ်ဆိုပြီးတော့ဒါလိန်နေညာတယ်လို့တော့မထင်နဲ့ဗျနော်ကျွန်တော်ကလည်းဒါပုံမှန်လေးပြောတာအခုဒီမှလေးယုံကြည်နဲ့ထိုးချင်းတစ်ပါးဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဆက်ကျွန်တော်တင်တောင်းနဲ့လည်းထပ်လိုက်တဲ့တန်ပေးမယ်ခဏကိုလည်းဒါတသိန်းခွဲဖို့တသိန်းဖို့ဒါမှမဟုတ်ရင်လည်း5 8တောင်းဖို့တောင်း9လောက်တော့ထိုးပေါ့ဗျာကျွန်တော်လည်းပေါက်စေချင်လို့ကိုတို့တွေအမတွေကိုခဏပြန်မျှဝေပေးတာဘာကြောင့်ပြန်မျှဝေပေးလဲဆိုတော့ဒီပုတ်ဒီလိုက်ကလေးကိုဗမာတွေ့ရတယ်ဆိုတော့ဒီကနန်းကိုပိုက်ရှင်ကိုဗမာတွေ့ရတယ်ဆိုတော့ကျွန်တော်ပြမယ်ဗျဒီ ND လေးကပြောဆိုထားလို့ကျွန်တော်ဒီ ND လေးရရေဗမာကိုတောင်းတယ်အလကားရတယ်ပေါ့နော်သူကဒါသူ့ဆရာကြီးကြောင်းလို့လည်းမှာနေနေညာတယ်ပြောလို့ဒါပြန်ပြီးလိုက်ဖြစ်ပြီးရဲ့ကနန်းမျိုးကြီးရှိတယ်ဒီတိုက်ဝယ်တဲ့အကြောင်းလေးပြောပြရတော့ဗျာနော်။ဒါကြောင့်မို့ဒီဆရာကြီးကိုလည်းကျွန်တော်ဒီလိုကြည့်ပါတယ်။ဆရာကြီးကလည်းသူ့ကိုခဏပေးရမှာလားပေးရပါဗျာ။ကျွန်တော်လည်းသူ့ဆရာတစ်ချက်ခဏရတာ။ဒီကြလေးတော့ပြီးတော့နော်။ဒါကြောင့်မလို့အခုဆိုရင်လမ်းပေါ်မှာအလင်းညာတွေပေါ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းဒါပေါက်ပွေးစနစ်နဲ့ပြန်မျှလို့ပြီးမယ်။ဒါပေမဲ့ဒုက္ခရောက်နေတဲ့ညီညီမတွေအကူညီမတွေနော်။ဇာတ်နိုင်ငံသားတွေပါဘာနိုင်ငံကိုရောက်နေတဲ့မြန်မာလူမျိုးတွေခက်ခဲဖြစ်တဲ့လူမျိုးတွေကျွန်တော်ကူညီပေးသွားမယ်ပေါက်ပွေးစနစ်နဲ့ကျွန်တော်ကူညီပေးသွားမယ်ပေါက်ပွေးစနစ်ကူညီပေးသွားမယ်ကျွန်တော်ရဲ့ဖုန်းနဲ့ကျွန်တော်ရဲ့ဒီ bot ဒီလိုက်လေးကိုလည်းများများလေး share ပေးကြနော်အားလုံးအစီအစဉ်လေးကျွန်တော် live ပေးတာနော်ဖုန်းနံပါတ်ကလေးကိုလည်းတရားမှတ်တာ399686 888 815ပဲဖြစ်တယ်နော်ကျွန်တော်ဖုန်းနံပါတ်လေးနောက်တစ်ခါပြန်ပြောပေးမယ်686 115 ပဲဖြစ်တယ်ဗျကျွန်တော်လည်းအလုံးဝမရတော့နည်းနည်းစကားတော့နည်းနည်းထစ်တယ်ဗျနော်ဒါပေမဲ့အကူဒီမတွေကိုကျွန်တော်ဒီတစ်ပတ်ကူညီပေးသွားမယ်ဗျကျွန်တော်ရဲရဲဝန်းအာမခံနဲ့ပေါက်ပွေးစနစ်နဲ့လည်းကျွန်တော်ကူညီပေးသွားမယ်ပေါက်ပွေးစနစ်ဆိုတာဒါကျွန်တော်ဆရာကြီးကိုကျွန်တော်ဒီ ND လေးကိုကြော့ကြည့်လို့ကျွန်တော်ပေါက်ပွေးစနစ်နဲ့ဒါပြောတာနော်ဘာဖြစ်လို့လဲဆိုတော့ဒီ ND လေးကလည်းကျွန်တော်အလကားပေးတာကျွန်တော်လည်းကျေးဇူးဆက်ရှင်လို့ဒါပေါက်ပွေးစနစ်နဲ့ပြန်မျှဖို့ပေးတာကျွန်တော်ရဲ့ဒီ bot ဒီလိုက်ကလေးကိုများများလေး share ပေးပါဗျနော်ယုံကြည်နဲ့ထိုးကြည့်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုဆက်လိုက်ကျွန်တော်အားလုံးအဆင်ပြေအောင်လုပ်ဆောင်ပေးမယ်နော်ဒီ bot ဒီလိုက်ကလေးဒီမှာပဲရင်သားပြရတယ်ဗျာနော်